တောင်တက်ဖို့အိုခူရာကိုဘတ်စကားနဲ့တွားခဲ့ပါတယ်8:05မိနစ်မှာတောင်စားတက်ပါတယ်သုံးတို့တာခဲကဒါဒုတိယအကြိမ်မှာဒါကြောင့်မလို့လမ်းကတော့တည်နေပါပြီဒီနေ့ရာဒီဥရုကတော့မตายရဘူးမိုးတွေအုံနေတယ်မိုးရတဲ့အချိန်တောင်တက်တာမျိုးကောင်းတာတော့တစ်ပင်လေးတွေကစိမ့်လန်းနေတာပါပဲဒီတောင်ကလူတက်များတဲ့တောင်ဖြစ်တဲ့အတွက်ကြောင့်မလို့လူကတော့အများပါတယ်ဖွဲလိုက်တဲ့လူတွေရောတယောက်တည်းတဲ့လူရောများပါတယ်တချို့ဆိုလို့ရှိရင်တူဘက်နဲ့တောင်တက်တာပါဒီတောင်ကကျတော့တူချိုကနေသွားတာလဲနီးတယ်အဆင်ပြေတယ်ပတ်စံလည်းတိတ်မကုန်ဘူးတောင်တက်ရတာလည်းအပြေးဝခံစားရတဲ့အတွက်ကြောင့်မလို့တက်ကြည့်ဖို့တော့ပြောချင်ပါတယ်ဒီတောင်ကိုအခုမှတောင်စားတက်မဲ့လူတွေတက်မယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးအချိန်ပိုပေးရပါမယ်ဒီတောင်ကလုံးဝအသက်ပါပဲတောက်လျှောက်အသက်ကိုပဲလေကားတွေကလည်းအရန်များတယ်ပင်မနဲ့ထဲမှာပါပါတယ်တကယ်လို့ဖူဂျီတောင်တက်ဖို့လုပ်ထားတယ်ဆိုလို့ရှိရင်ဒီတောင်ကိုအရင်လာတက်ကြည့်ဖို့ပြောချင်ပါတယ်ဖူဂျီတောင်တက်ဖို့အတွက်လေ့ကျင့်မှုကောင်းတဲ့တောင်ကတော့ဒီတောင်ပါပဲဒီတောင်ကကျတော့မြေပြန့်လမ်းတွေလည်းရှိသလိုဒီလိုလေကားတွေကလည်းတောက်လျှောက်ရှိနေတာပါကျွန်တော်သွားတာကတော့စနေနေ့ပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်မလို့တော့လူပုံများမယ်လို့ထင်ပါတယ်ဂျားရက်သွားရင်လည်းသူ့နဲ့သူတော့ရှိမှာပါဒီတောင်ကို hiking လုပ်တဲ့လူတွေလည်းများသလို trail running ဆိုပြီးတော့မှလာပြေးတဲ့လူတွေလည်းများပါတယ်ဒီနေရာကအရင်တော့ကရမောက်ကိုရပါတော့တဲအိမ်လေးရှိတဲ့အရာမီးလောင်သွားတဲ့အတွက်ကြောင့်မလို့ဒီခုတော့ဆိုင်လေးပဲဖွင့်ထားတာပါတောင်တက်မယ်ဆိုလို့ရှိရင်နေတာတဲ့ချိန်တက်တာတော့ပိုကောင်းပြီမဲ့လေမိုးရွာတဲ့ချိန်မိုးအုံတဲ့ချိန်မှာတက်ရတာကဒီလိုရှုခင်းလေးကိုတွေ့ရမှာပါတကယ်ကိုပဲနက်တီရောက်သွားသလိုပဲပေါ့နော်မြူတွေအုံဆိုင်နေတာပါပဲဒီနေရာရောက်တော့နည်းနည်းလေးတော့လင်းလာပါတယ်ဒီနေရာကြော်လာပြီလို့ရှိရင်လည်းအသက်တွေတောက်လျှောက်ပါပဲဒီအသက်လေးတွေကဗီဒီယိုထဲမှာတိတ်မတိတာပဲမဲ့လေအပြင်မှာတော့တော်ကြီးကိုတက်ရတာပါအသက်တွေပြီးသွားလို့ရှိရင်လည်းလီကတစ်တွေကပြန်လာပါပြီတောက်လျှောက်ပါပဲဒီကနေစပြီးတော့မှလည်းလီကတစ်တွေပြန်တက်ရတယ်ဒီမှာလည်းလီကတစ်တွေပြန်တက်ရပါတယ်လီကတစ်တွေတက်ပြီးတော့တဲ့အခါမှာတော့နားရဲ့နေရာတနေရာကိုရောက်လာပါပြီဒီနေရာကနေပြီးတော့မှပဲဖူဂျီတောင်ကိုမြင်ရတဲ့နေရာလေးပါဒီနေရာတော့မိုးအုံတဲ့အတွက်ကြောင့်မလို့ဘာမှမမြင်ရဘူးဖြူဖွေးနေတာပါပဲဒီနေရာမှာတော့သူများတွေလာပြီးတော့နားကြတယ်ဒီလိုကြည့်ပါဦးဒီမှာဘာမှမမြင်ရအောင်အဲ့ဒါနဲ့ကျွန်တော်တို့တိတ်ပြီးတော့မနာဖြစ်တော့ပဲနဲ့ဆက်ပြီးတော့မှပဲတက်လာခဲ့ပါတယ်အရှင်တစ်ခါဒီနေရာမှာကျွန်တော်ကြွတ်တက်သွားတဲ့အတွက်ကြောင့်မလို့တော့ယူတက်ရတာအဆင်မပြေခဲ့ဘူးဒီတစ်ခေါက်ကတော့အဆင်ပြေပါတယ်โอเคဒီမှာလဲရှုခင်းနေရတော့ဘာမှမမြင်ရဘူးတောင်ရိုးပဲဆက်ပြီးတက်နေရတာပါဒီလိုတစ်တာလမ်းနေလဲများပါတယ်ကျွန်တော်တော့ဒီလိုတစ်တာလမ်းကိုတိတ်ပြီးသဘောမချဘူးရှောက်ရတာအဆင်မပြေဘူးပေါ့နော်ဒီတော်လမ်းလေးတွေပဲရှောက်ရတာအဆင်ပြေတယ်ဒီလိုလမ်းနေရတော့အဆင်ပြေတယ်မြူတွေလည်းအုံနေရပဲတော်တော်ကြီးကိုလာပါတယ်အဲ့လိုနဲ့ပဲတောက်လျှောက်ကိုပဲတက်လာပါတယ်လမ်းမှာလည်းဒီလိုပန်းဖြူလေးတွေတော့တွေ့ပါတယ်ရာဒီလူကလည်းအုံဆိုင်လေးနဲ့ဆိုတော့တက်လို့ကောင်းပါတယ်လေကားတွေကတော့အဆင်မပြတ်ပါပဲဒါတော့ရောက်ခန်းဒီလေကားလေးပါဟုတ်ကဲ့ပါ10:38မိနစ်မှာတော့ဒုံနိုတာခဲရဲ့တောင်ထိပ်ကိုရောက်ပါပြီလောကကိုဖြူဖွေးနေတာပါပဲဘာမှမမြင်ရဘူးအမတ်တရားတစ်ပုံလေးရိုက်တယ်ရိုက်ပြီးတော့မှပဲနေ့လယ်စာစားပါမယ်နေ့လယ်စာကတော့မော်ဟင်ကထုံလေးကျူသွားပါတယ်ရာဒီဥကတော့နည်းနည်းလေးအေးပါတယ်ဂီတာလေးကတော့မော်ဟင်ကနေထုတ်ကိုပြုတ်နေတာပါခောက်ဆွဲကကျတော့အိမ်ကနေပြုတ်တော့တဲ့အတွက်ကြောင့်မလို့ချက်ချင်းစားလို့ရပါတယ်မုံဖက်ကကျတော့ပြုတ်ရတာကြားတဲ့အတွက်ကြောင့်မလို့အိမ်ကပြုတ်တော့တာအဆင်ပြေတယ်ဒါဆိုလို့ရင်နွေးပြီးစားလိုက်ရုံပဲပေါ့နော်ကြက်ဥလေးရယ်တခြားဟာတော့အစားပလာတော့မစုံပါဘူးငဖယ်လေးတွေရှိနေဖို့ကောင်းမှာပေါ့နော်အဲ့ဒါစားပြီးတော့မှပဲတောင်ထိပ်ကိုပတ်ကြည့်ပါတယ်တောင်ထိပ်မှာလည်းလူတွေရမ်းများတယ်ဒီလိုလေးတွေပေါ့နော်အားလုံးတော်တော်ကြီးကိုလူများပါတယ်ကျွန်တော်သွားတဲ့ခါတိုင်းလူများတယ်ရာသီဥကောင်းတယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့ဖူဂျီတောင်ကိုမြင်ရမှာပါဒီနေ့ကတော့ဖူဂျီတောင်တော့လုံးဝမမြင်ရဘူးဒါပေမဲ့လည်းသူ့နဲ့သူတော့လာနေပါတယ်ဒီနေရာတော့ကျွန်တော်သဘောချမိတဲ့နေရာလေးပါပဲတယောက်ထဲဓမ္မတွေနှစ်ယောက်ဓမ္မတွေဒီမှာလာထိုင်တာများပါတယ်အဖွဲလိုက်တွေကတော့တခြားနေရာမှာစုထိုင်တာများကြတယ်ဒုံနိုတာခဲရနေပြီးတော့မှပဲဒီကနေဆက်သွားမယ်ဆိုလို့ရှိရင်တန်းစားဝါတောင်ရောက်မယ်ဟီရူဂါတာခဲကိုသွားလို့ရပါတယ်ကျွန်တော်အရင်တစ်ခါသွားပြီးတော့ပြီဆိုတော့ဒီတစ်ခါတော့မသွားတော့ပါဘူးဒီထီလေးပဲဝင်လာကြည့်တာပါโอเคပါလူတွေကတော့များတယ်အဲ့ဒါပြီးတော့မှပဲကျွန်တော်17နာရီခွဲမှာတော့ပြန်ပြီးတော့ဆင်းလာပါတယ်ကျွန်တော်ကတော့နာဘဲဝါရီတောင်ကိုသွားမှာပါဒီကနေလမ်းခွဲသွားရတယ်ဒါဆိုလို့ရှိရင်ဆက်သွားပါမယ်
ဒီလမ်းမှာကျတော့လူကလုံးဝမရှိတော့ပါဘူးကျွန်တော်တယောက်တည်းရှိတယ်အဲအကြောင်းမလို့ဗီဒီယိုရိုက်ဖြစ်သွားတာပေါ့နော်လူများလို့ရှိရင်ဗီဒီယိုထည့်ရတယ်တမျိုးကြီးဖြစ်တဲ့အတွက်ကြောင့်မလို့မရဖြစ်ဘူးဒီမှာကျတော့ကိုလွတ်လွတ်လပ်လပ်တက်ဖုန်းရိုက်လို့ရတယ်ဗီဒီယိုရိုက်လို့ရတယ်လမ်းမှာတော့လူတွေတော့ရှိပါတယ်ဒါပေမဲ့နည်းတယ်ပေါ့နော်တိတ်ပြီးတော့မရှိဘူးဆိုတော့အေးစစ်တွားလို့ရတယ်အဲ့ဒါနဲ့ကျွန်တော်အောက်ကိုဆက်ပြီးဆင်းလာခဲ့ပါတယ်လူလည်းရှင်းတယ်နောက်ပြီးတော့မှရာဒီဥတုကလည်းတောက်လျှောက်တီလိုပုံစံကြီးပဲယူရီနဲ့ကိုပဲတော်ကြီးကိုပဲလာပါတယ်ဒါကြောင့်မလို့အေးစစ်တက်ချင်တယ်ဆိုလို့ရှိရင်ဒီလမ်းကနေတွားကြည့်ဖို့တော့ပြောချင်ပါတယ်လမ်းကြောင်းတွေကတော့အမျိုးမျိုးရှိတာပေါ့နော်တချို့ကကျတော့နာဘဲဝါရီကနေပြီးတော့မှပဲတုံးနိုတာခဲကိုသွားတာကျွန်တော်ကကျတော့ပြောင်းမြန်နေနဲ့တုံးနိုတာခဲကနေအရင်လာပြီးတော့မှပဲအပြန်နာဘဲဝါရီကိုဝင်တာပါဒီနေရာတော့တောင်ထရောက်ခံနေလေးပါပဲနာမည်ကြီးနာဘဲဝါရီဥဒုံဆိုတဲ့ဟာရှိပါတယ်ဒီနေရာလေးပါကျွန်တော်တောင်ထိပ်ကိုရင်သွားပါမယ်12နာရီ22မိနစ်လောက်မှာတော့တောင်ထိပ်ကိုရောက်ပါတယ်ဒါကတော့နာဘဲဝါရီတောင်ထိပ်မှာပါတောင်ထိပ်ကနေတော့ဘာရှုရင်မှမမြင်ရပါဘူးရာဒီဥတုကောင်းလို့ရှိရင်တော့ရှုရင်လာမယ့်နေရာလေးတွေရှိမယ်လို့ထင်ပါတယ်ကျွန်တော်သွားတဲ့နေရာတော့ဘာမှမမြင်ခဲ့ရတာပါဒါကြောင့်မလို့ဒီမှာပဲအမတ်တရားတက်ပုံရိုက်ပြီးတော့မှပဲခဏနားခဲ့ပါတယ်ဒါကတော့နာဘဲဝါရီဥတုကိုစားနေကြတဲ့လူတွေပါတပွဲကို2000လို့ပြောပါတယ်နာမည်ကြီးပေါ့နော်စားကောင်းလားတော့မသိပါဘူးကြုံလို့ရှိရင်တော့စားကြည့်ပါကျွန်တော်ကခဏဘိုးရင်ကစားရတဲ့ကြောင့်မလို့ဘိုက်မစားဘူးအဲ့ဟာနဲ့တောင်းအောက်ကိုပြန်ဆင်းလာပါပြီတောင်းအောက်ကိုဆင်းတဲ့ချိန်ကပိုကြာတယ်လို့ခံစားမိပါတယ်တောင်းတက်တုံကတော့တောင်းထိတ်ကိုရောက်ချင်စောနေမို့လားမသိဘူးတက်မယ်ဆိုပြီးစိတ်နဲ့တက်လာတဲ့အတွက်ကြောင့်မလို့အရန်ကြာတယ်လို့မခံစားမိပါဘူးဒါပေမဲ့ဆင်းတဲ့အချိန်မှာကျတော့တောင်ထိတ်လည်းရောက်ပြီးသွားပြီစားလဲစားနားလဲနားပြီးသွားပြီဆိုတော့လှုပ်ရှားဘာမှမရှိတော့ဘူးเนาะပြန်ယုံမယ်ဆိုတဲ့အတွက်ကြောင့်မလို့ပူကြတယ်လို့ခံစားရတာပါဒါကြောင့်မလို့အေးစစ်စစ်လာလိုက်တခါကျတော့လည်းမြင်ပြေးဆင်းလာလိုက်ကိုပဲအဆင်ပြေသလိုဆင်းလာခဲ့ပါတယ်လူတွေကတော့ရှိပါတယ်ဒီလမ်းကနေကတော့ဒီလိုတောတောင်ရွှေကင်းကလည်းကြာလာတော့လည်းနည်းနည်းညင်းငွေးလာတတ်ပါတယ်ကြည့်လိုက်တိုင်းတစ်ပင်တွေပဲရှိတာပေါ့နော်ရောက်လည်းမရောက်နိုင်ဘူးဆိုတဲ့ဟာကြောင့်လို့ပါအဲ့ဒီချိန်မှာကျွန်တော်တကူတွေ့ရတာရေတခွန်လေးပါရေတခွန်တွေ့ရတော့အဟမ်းပျော်သွားတယ်ရေစောရှင်တာပေါ့နော်ဒါမဲ့လည်းရေချိုးလို့တော့အသိအဆင်ပြေတဲ့ကြောင့်မလို့ဒီတိုင်းပဲရေတခွန်နဲ့ဓပုံရိုက်ဗီဒီယိုရိုက်ရေနဲ့ခဏကိုတုပ်ပြီးတော့မှပဲလောဘကိုလက်ဆက်သွားတာပေါ့နော်နည်းနည်းလေးစိတ်အပြောင်းလဲဖြစ်သွားပါတယ်ဒီနေရာလေးတော့တော်တော်လေးသဘောကျမိတယ်နောက်တစ်ခုရေတခွန်လည်းရှိပါတယ်အဲ့ဒီရေတခွန်ကိုဖြတ်ပြီးတော့ရှင်ဒီလိုဒီဟာတရားလေးလည်းဖြတ်ရပါတယ်ဒီနေရာလေးစိုးတော်လေးကိုသဘောကျတယ်ရေတွေဆိုလဲကြည်လင်းနေတာပါပဲအပြန်လမ်းမှာတော့ဒီနေရာလေးကိုလည်းသဘောကျမိပါတယ်ဒီနေရာနားမှာတော့ရေတခွန်တတိလေးတွေစမ်းချောင်းတတိလေးတွေတော့များပါတယ်အေးစစ်နားမယ်ဆိုလဲနားလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့မနာတော့ပါဘူးဆက်ပြီးတော့ပဲထွက်လာခဲ့ပါတယ်ရှေ့မှာလည်းရေတခွန်လေးနည်းနည်းရှိတယ်ဒါလေးကိုလည်းကြော်ပြီးတော့မှပဲသွားပါမယ်ဒီလမ်းကနေကြော်ပြီးသွားလို့ရှိရင်တော့တောက်လျှောက်ကိုတော်လန်းကိုရောက်တာပါမယ်တောက်လျှောက်တော်လန်းအပြန်မယ်ပေါ့နော်အသက်လည်းမရှိအစင်းလည်းမရှိမနဲ့တောက်လျှောက်ဒီလိုတော်လန်းနေလည်းများပါတယ်လမ်းတော့မှာတော့ဒီလိုရုပ်လေးတွေ့ပါတယ်ဘာရုပ်ထုလဲမသိပါဘူးခဏဝင်ကြည့်ပြီးတော့မှပဲရှေ့ဆက်ပြီးတော့မှပဲရှောက်လာခဲ့ပါတယ်တော်တော်ရှည်တယ်လို့ခံစားရတဲ့လမ်းပါပဲဒီနေရာနေဆိုလို့ရှိရင်တော့ဘတ်စကားမတိုင်ကိုတိတ်မလို့တော့ပါဘူးဒီတော်လန်းလေးကိုဖြတ်သွားပါမယ်ဒီလမ်းကကျတော့ခြုံပုတ်တွေတော့များတယ်ဒီလိုခြုံပုတ်တွေကိုဖယ်ပြီးတော့မှပဲရှောက်ရတာပေါ့နော်အဲ့ဒါပြီးတော့မှပဲမြင်းဒီလမ်းလေးရောက်ပါတယ်ဒီဘက်ဒီကျတော့ခြံနေဖြစ်သွားလိမ့်မယ်အဲ့ဆိုရင်ဒီမှာအိမ်ကြီးလည်းတွေ့ပါပြီဒါဆိုရင်တော့တောင်အောက်ကိုရောက်ပါပြီတွန်လန်းကနေဆင်းလာပြီးတော့မှပဲအခုဆိုလို့ရှိရင်တော့ကတ္တရာလမ်းကိုရောက်လာပါပြီဒီလမ်းမှာဆိုလို့ရှိရင်တော့ခြံနေများပါတယ်ဟိုဘက်မှာကြည့်လိုက်ရင်လည်းခြံဒီဘက်မှာကြည့်လိုက်လည်းရှင်ခြံနေပါပဲအိမ်ကြီးလည်းရှိရဆိုတော့အေးစစ်စစ်လေးပဲเนาะဒီနေရာကတော့နေလို့ကောင်းတဲ့နေရာလေးပါပဲအဲ့ဒီနေရာမှာဘာတွေရောင်းနေလဲဆိုလို့ရှိရင်တော့ဒီလိုမုံလာအုံးကြီးတွေရောင်းပါတယ်ရမ်းတရားပဲတန်တော့တန်တယ်ကျွန်တော်အကျွေးမပါတော့တဲ့အကြောင်းမဝယ်ခဲ့လိုက်ပါဘူးတရားပဲအာလူလည်းတရားပါပဲโอเคပါဒါဆိုလို့ရှိရင်တော့အိုကူရာဘတ်စကာမတိုင်ကိုရောက်လာပါပြီโอเคပါကျွန်တော်ရဲ့တောင်တက်ခီးကလည်းပြီးဆုံးတော့ပါပြီအဲ့နာမှာပန်းချံလည်းရှိပါတယ်ဒါကြောင့်မလို့ပန်းချံဘက်ကိုလည်းခဏလောက်ဝင်ကြည့်ခဲ့ပါသေးတယ်
ဒီမှာဆိုလို့ရှိရင်အာကြီးဆိုင်လို့ခေါ်တဲ့6လပန်းပွင့်ပေါ့နော်အဲပန်းပွင့်နေလေပွင့်နေတော့မှာပဲကေတာလည်းတထားကြီးပါပဲဒီဘက်မှာလည်း camp နေလုပ်ရတဲ့နေရာတွေရှိတယ်ထောက်ထက်တောင်တွေလည်းရှိမယ်လို့ထင်ပါတယ်ကျွန်တော်တော့ရှာမကြည့်ရတဲ့အတွက်ကြောင့်မလို့ဘာတောင်လဲတော့မသိပါဘူးအဲကနေဆင်းလာတဲ့လူတွေလည်းရှိပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာခဏလေးပတ်ကြည့်ပြီးတော့မှပဲအိမ်ကိုပြန်လာပါခဲ့ပါပြီဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ရမယ်နော်ဘိုင်ဘိုင်